ခမရတော့ဒီဆိုင်ငယ်ကိုအော်ရီတော့နဲ့လို့ထင်းနေရမလားအတန်လေးတစ်ချက်စမ်းပြမယ်ဘလို့အနေထားရှိမလဲလိုက်နားထောင်လဲနော်ဒါတော့မိတ်ဆွေကြားတဲ့အတိုင်းပဲပါဝါရီသောနဲ့ဖြစ်ပါတယ်ကျွန်တော်အော်ရီသောကိုမှကျွန်တော်ပါဝါပြောင်းလေးထည့်ထားတာဖြစ်ပါတယ်တော်တော်ကလုံးဝလှပါတယ်ကျွန်တော်ဒီဆိုင်ငယ်ကြီးကတော့ Honda CBR 650F Model 2016 Limited Edition ဆိုင်ငယ်ပဲဖြစ်ပါတယ် Limited မှာဘာတွေပြောင်းသွားလဲကျွန်တော် frame အင်အောင်လေးပြောင်းသွားမယ်เนาะဒီကောင်ဆိုအဖြူရောင်လေးနဲ့ဖြစ်သွားမယ်ဗျာเนาะဘိန်းလေးကတော့တော်တော်လေးမိုက်မယ် Model ကတော့2016 Model နဲ့မလိုက်အောင်ကိုဘိန်းကြောတော်တော်လေးကိုကျဲအောင်ပဲဗျာเนาะဒီဆိုင်ငယ်ကိုရောင်းမဲ့ဈေးတစ်ခါတည်းပြောပြပါမယ်လိုင်စင်လေးကကျွန်တော် AR လိုင်စင်လေးပါမယ်ဈေးလေးက190တည်းမှ8သိန်းကျပ်ပါသိန်း200အောက်နဲ့အပျော်မော့ပျော်ပျော်ကြီးစီးလို့ရမယ်ဆိုင်ငယ်ဖြစ်ပါတယ်တော်တစ်ချောင်းပါမယ်ဗျာနော်နောက်ပြီးတော့ဒါကမှပါတဲ့ကီလို2200ပါပါတယ်ခင်ဗျာနော်ရှင်းနောက်တာယာဘာမှမလိုဘူးမိတ်ဆွေတို့ weight အပြည့်နဲ့ရပါမယ်တို့ဘတ်မန်တွေကလကိုင်းဘရိတ်ကိုင်းတွေနောက်မီးတွေနော်ဒီမှာတို့နောက်မီးတွေ signal တွေတခုမှမမှားသေးဘူးဗျာနော်တာယာ line တွေလည်းအကုန်လုံးအပြည့်ပဲကျွန်တော်နောက်တာယာဆိုမိုးချိုးတာယာမှာအသစ်ထည့်ပြီးထားတယ်ဗျာနော်ရှေ့တာယာအသုံးပြုလို့ရအောင်မယ်ဟောက်ယူ CEO စစ်အကုန်ကင်းမယ်ဗျာနော် engine connection တွေလှမယ် engine connection ဆိုတော်တော်လေးကိုတစ်ထွက်နေတဲ့အနေအထားဗျာနော်ဇင်လေးတွေကဆိုတော်တော်လေးလှပါတယ် chase board ကတ်တွေပါညာအကုန်ကျဲအောင်မယ်မိတ်ဆွေတို့လက်ထဲမှာတပြားတစ်ချက်ဖူးမှထည့်တယ်မလို့နဲ့ဆိုင်ငယ်ကြီးလည်းဖြစ်ပါတယ်ကာလာလေးကလည်းလှတယ်ဗျာနော်ကျွန်တော်တို့ကာလာလေးကလည်းnet 6ရောင်လေးကိုမှ body frame ကအဖြူရောင်လေးနဲ့ဆက်ထားတာဆိုတော့တော်တော်လေးကိုလှတဲ့အဲမှာပါပါတယ်နောက်ပြီးတော့ inline 4ကိုဟောဖြုတ်ချင်တဲ့ညီကိုတွေသိန်း200ဝန်းကျင်နဲ့လိုက်ရှာနေတဲ့ညီကိုတွေဒီဆိုင်ငယ်လေးကတော့ပို့ပြီးတစ်တော်မယ်လို့ထင်ပါတယ်ဗျာနော်ကဲဒီဆိုင်ငယ်လေးကိုရောင်းချပေးမဲ့ဈေးနှုန်းလေးကကျွန်တော်ခဏနေတော့ပြောခဲ့တဲ့အတိုင်းပဲ Honda CBR 650F Model 2000နဲ့မှာ16 Limited Edition AR license ပါပြီးသားကိုမှမြန်မာငွေ190တန်းမှာ8သိန်းကျပ်နဲ့ရောင်းချပေးမှာဖြစ်ပါတယ်ဘိတ်နဲ့ပတ်သက်ပြီးတော့လော့တဲ့စားပဲ HY ဇိန်းနေရာဆိုအကုန်စစ်စစ်လဲပြီးသားဖြစ်ပါတယ်နောက်ပြီးတော့ကျွန်တော်တို့ကိုမျိုးဝင်း show ရဲ့ထုံးစံအတိုင်းပဲဘိန်းနဲ့ပတ်သက်ပြီးတော့ engine ဖွင့်လက်ဘိန်းတိုက်ခိုက်လိုင်းဆောက်အရှုပ်ရှင်းနေရဆိုအပြည့်အဝတောင်းယူပေးပါပဲဖြစ်ပါတယ်ကဲခုကျွန်တော်မိတ်ဆက်ပေးခဲ့တဲ့ cycle လေးကိုစိတ်ဝင်စားလို့မျက်မြင်ကိုယ်လာရောက်ကြည့်ဝယ်အားပေးချင်ပါတယ်ဆိုရင်ကျွန်တော်ရဲ့ဆိုင်လေးစာလေးကမန္တလေးမြို့58လမ်း110နဲ့130ကြားလိုင်းအနောက်ဘက်မှာတရှိပါတယ်ဆက်သွယ်ရမယ့်ဖုန်းနံပါတ်တွေကတော့96684500ပဲဖြစ်ပါတယ်ဗျာနော်မန္တလေးမြို့ရဲ့နီးတစ်ဝိုက်မြို့တွေတော့လဲဆရာချအအောင်ငွေချေဝန်ဆောင်မှုလဲပေးထားပါသေးတယ်ကဲသိန်း200ဝန်းကျင်တဲ့ဟူရောဖြုတ်ချင်တဲ့ညီကိုတွေကျွန်တော်တို့က Honda CBR 650 FG ကတော့အတန်ဆုံးစိမ်းနဲ့ရောင်းချပေးပါဖြစ်လို့မိတ်ဆွေတို့လက်မနှေးပဲအမြန်ပြေးလာခဲ့ဖို့ဖိတ်ကြားလိုက်ပါတယ်ခင်ဗျာအားလုံးကျေးဇူးထူပါခင်ဗျာ